အတွက်နောက်ဘက်မှာတာလီသွားရွာရှိတယ်ဘက်မှာတော့ဒါကိုဆရာတို့ဘုရားတို့ခေါ်လာတယ်ကိုရံတော်ဆိုတာရှိတယ်ဒီဘက်မှာလည်းရွာတွေရှိတယ်အားလုံးဒီမှာကျေသေးကြီးက19နေပါရှိပြီးတော့ဒီကနေပြီးတော့မှပြီးတယ်အခုလာသမျှပစ္စည်းအားလုံးတော့ဒီမှာစုလိုက်တယ်ဒီမှာပြန်ခွဲတယ်ပြီးတော့ကျမှအချိုးကြလေးတွေပစ္စည်းသာမတူပေမဲ့တော့ကိုရောက်လာတာလေးတွေတော့အားလုံးဒီလိုများတို့ခွဲပြီးတယ်လူကြီးကတော့ကျွန်တော်တို့ဒီဘိုးရွာမှာလူကြီးကတောင်းခွဲအထက်မှာရှိတယ်ပတ်ချင်းညက်လာတော့ဒီမှာပဲလာတယ်ကျွန်တော်အကုန်လုံးဒီမှာပဲတစုစီးတဲ့ပေါင်းလိုက်တယ်တော့အကုန်လုံးပတ်ဝန်းကျင်ကအရင်ကတည်းကအကုန်ဆင်ပြေကြတယ်အဲ့တော့အကုန်ဒီမှာပေါင်းပြီးတော့ပဲပြီးတော့အကုန်လုံးလာကြအောင်ကျွန်တော်တို့ရွာကတော့ဒီရွာလုံးဒီရွာလို့ရှိတယ်အဲဒီဘက်ဘက်ဒီမှာရှိတယ်တောင်းဝဲခဏတော့မဟုတ်ဒီရွာမှာဟိုအိမ်အိမ်ကြီးရဲ့2000ရော3000ရွာကြီးရောရွာကျွန်တော်တို့ဒီမှာဆိုရင်ဒါဘုရားဝတ်ပြုဆောင်ရှစ်ဆောင်ရှိတယ်ဟိုဘက်ရွာနဲ့9လုံးရှိတယ်9လုံးနဲ့ကနေပြီးတော့မှ3လုံးကလုံးဝရင်းရင်းပြည့်သွားတယ်ဟိုဘက်တော့ရောက်ခဲ့ပါလုံးတချို့အလုံးနေရတော့ထိလိုက်တယ်ပြိုတာတွေပါရှိတယ်နောက်ဆုံးဆုံးလာဘယ်လောက်လူကကျွန်တော်တို့ကကျတော့ဒီမှာတိုင်းနယ်ရှိမယ်ပြီးတော့ဟွာရှိတယ်ကျွန်တော်တို့တိုင်းနယ်ဆိုရင်တော့900ကျော်ရှိတယ်ကျွန်တော်တို့ရွာမှာနေဟို130နဲ့မှာမဟုတ်ဘူးအဲ့ဒါကကျွန်တော်တို့ဒီဘိုးရွာနယ်မှာကျွန်တော်တို့ကကျဒီဘက်မှာကျတိုင်းနယ်လေးဘိုးတိုင်းနယ်ဒါလေးတော့တိုင်းနယ်အဲ့လိုတိုင်းနယ်မှာဆိုရင်တော့ကျွန်တော်ဘိုးတိုင်းနယ်မှာ900ကျော်တော့ဒီမှာ130ဒီမှာ130နဲ့မှာ